Story Fire လို့ပြောလိုက်ရင်လူအများစုကအဖွဲ့ဝင်10ယောက်လိုပဲချက်ချင်းစဉ်းစားမိကြမှာပါဒါပေမဲ့ကျွန်တော်တို့အများစုသတိမထားမိတဲ့အဖွဲ့ဝင်နောက်တစ်ယောက်ရှိနေပါတယ်သူကလူမဟုတ်ပါဘူး Story Fire ရဲ့ပထမဆုံးတင်မောတစီဖြစ်တဲ့ Golden Mary ပါပဲ Golden Mary ကတင်မောတစင်းပဲမဟုတ်ပါဘူး Story Fire တွေတက်ကတော့သူမကပထမဆုံးအိမ်ပထမဆုံးမိသားစုရဲ့စုံစည်းတဲ့နေရာ၄ယောက်မြောက်ဖွဲ့ဝင်ဆိုလည်းမမှားပါဘူးကျွန်တော်အတွက် Golden Mary ဆိုတာတင်မောတစီတက်ပို့ပါတယ် Story Fire ရဲ့အဖွဲ့ဝင်တစ်ယောက်မိတ်ဆွေတစ်ယောက်အိမ်တစ်လုံးပါပဲအဲ့ဒီမှာ BB လည်းရှိခဲ့ပါတယ်ဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့ BB လေးကိုတော့ခဏလောက်နားပေးထားပါမယ်။ Aura ဆိုတဲ့လူကသူ့ရဲ့ဇက်ကောင်တိုင်းကိုလုံးဝတက်ပြစ်လက်မရှိတဲ့လူတစ်ယောက်ပါ။သူ့ရဲ့ One Piece ဆိုတဲ့ပကြီးကားထဲမှာသူ့ရဲ့ဇက်ကောင်အားလုံးကိုအလှပဆုံးရေးဆွဲခြင်းတဲ့သူဟာသူမဖြစ်မနေဖယ်ထုတ်လိုက်ရတဲ့သူဆိုတာရှားပါတယ်။ဒါပေမဲ့အဲ့ဒီရှားပါမှုတွေမှာကျွန်တော်တို့ရဲ့ Golden Mary လည်းပါဝင်ခဲ့ရပါတယ်။ဇလန်အလိုရလူဘီကအနာဂတ်မှာယွန်ကိုတယောက်ဖြစ်လာရမယ်သူဖားရင်ကဖြစ်ဖို့ဆိုဖုံဖုံခိုင်းပါပြီးအင်အားကြီးမားတဲ့တင်ပါစတင်လည်းလိုအပ်လာပါတယ်။ဒါပေမဲ့ Aura က Mary ကိုလွယ်လွယ်နဲ့တော့မဖယ်ထုတ်ခဲ့ပါဘူး။ Joy Fire ရဲ့ဖွဲ့နဲ့ကျွန်တော်တို့ One Piece ဖန်တိုင်းကိုအလှပဆုံးခွဲဝခြင်းကိုမျက်ရည်တွေအပြည့်နဲ့အလှပဆုံးတော့ခွဲဝမှုတစ်ခုပေးပြီး Mary ကိုနှုတ်ဆက်ခိုင်းခဲ့တာပါ။ကျွန်တော်အတွက် Mary မတိုင်ခင်ငိုခဲ့ရတဲ့အခန်းဆိုတာရှားပါတယ်။အေးသေးတဲ့အခန်းရဲ့ Robin ရဲ့ I Want to Live ဆိုတဲ့အခန်းရဲ့ပဲရှိခဲ့ပါတယ်။ဒါပေမဲ့ Golden Mary ကအင်းနဲ့လိုဘီမှာလူဘီတို့ကိုလာခေါ်တဲ့အချိန်ကစပြီးမျက်ရည်ဝဲလာခဲ့ပါတယ်။လူဘီက Mary ကိုမိရှုပ်ပေးတဲ့အချိန်မှာတော့လုံးဝမထိန်နိုင်တော့ပါဘူး။ဒါတော့ဒီလောက်ပဲလို့ထင်နေတဲ့အချိန်မှာပဲ Mary ရဲ့စကားတစ်ခုဖြစ်တဲ့မင်းတို့ကိုဒီလောက်အထိပဲ live ဖို့ပေးနိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်ဆိုတဲ့အဲ့ဒီစကားကိုကြားတဲ့အချိန်ဗီဒီယိုတော့ခဏရက်လိုက်ရတဲ့အထိကိုငိုခဲ့ရတာပါကျွန်တော်အတွက်ကတော့ဘဲချန်ပြန်ကြည့်မိဒီခန်းရောက်လို့ရှိရင်ကျွန်တော်ကတော့မျက်ရည်ကျနေအောင်ပါပဲလူဖီအနေနဲ့လည်း Mary ကိုမိရှုပ်ဖို့ဆိုတာကပတိန်အတွက်အခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချခဲ့ရတာပါ Mary ကိုမိရှုပ်ခဲ့ရတာက Story Fire တွေအနေနဲ့ Mary ကိုမုန်းလို့မှုတ်ခဲ့ပါဘူး Mary ကိုအေးချမ်းစွာနားယူစေခြင်းလို့ပါဒါကြောင့်ကျန်တဲ့ One Piece ကြည့်မဲ့သူတွေ wicket တွေထက် anime ကိုတခြားလေးကြည့်စေချင်ပါတယ်ဒီလိုပြောလို့ wicket လောက်တဲ့ brother တို့ကို blame တာမဟုတ်ပါဘူးကျွန်တော်တို့အများစုကထမင်းစားရင် YouTube ကြည့်တတ်တဲ့အကျင့်တစ်ခုရှိနေပြီမို့ကြည့်နေကြ channel တွေ video တွေမတင်ရင် new feed ကတွေ့အောင်ကြည့်နေကြီးပြစ်သွားကြတာပါတကယ်လို့အဲ့လိုကြည့်မြင်ရင် One Piece တို့တခြား anime တစ်ခုကိုတည်သွားခဲ့ရင် anime တွေကိုတွားကြည့်ဖို့အကြံပေးပါတယ်ဘာလို့ဆို anime တစ်ခုမှာ background music တွေcharacter တွေရဲ့ point တွေက anime တစ်ခုတက်ကိုပို့ပြီး high စေပါတယ်ဥပမာ Frankie ရဲ့ Super Blue ရဲ့ Yoho တို့ Luffy ရဲ့တချင်းဆိုတဲ့အခန်းတွေကအများနဲ့မှတ်မိနေတဲ့အထီကိုအထင်ကရရှိပါတယ်ဒါနဲ့ဒီနေရာမှာဖန်ဖက်လေးတစ်ခုပြပြချင်ပါတယ် Frankie ရဲ့ point actor ဖြစ်တဲ့ Yasuki Yao က episode 1122ပြီးတဲ့ဆိုနားသားခဲ့တာဖြစ်ပြီးတော့နောက်ပိုင်း episode 1123ကနေစပြီးတော့ Sabaru Kimbura ကစပြောခဲ့တာပါဒါပေမဲ့တော်တော်လေးတူတာမို့တချို့ဆိုတိတ်တောင်တတိထားမိမှမထင်ပါဘူး Mary ဆိုတာဥဆိုပူရဲ့မွေးရမည်ဖြစ်တဲ့ Sorapelic ကနေကာရာကလက်ဆောင်အနေနဲ့ပေးခဲ့တာဖြစ်ပြီးကျွန်တော်တို့ကတော့ Story Fire ရဲ့၄ယောက်မြောက်အဖွဲ့ဝင်ဖြစ်ဖို့သတ်မှတ်ခဲ့တာပါဥဆိုပူအနေနဲ့က Mary ကြောင့်ပဲလူဘီကိုစင်ကောတိုက်ခတ်ခဲ့ပြီးလူဘီအတွက်ကလည်း Mary ကိုဆုံးဖြတ်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲဒီလိုနဲ့ပဲကျွန်တော်တို့ Mary ကိုခွဲရခဲ့ရတာအပြီးဆုံး813လောက်တောင်ရှိသားခဲ့ပါပြီ။ One Piece ဖန်တိုင်းအတွက်လည်း Mary ကိုအမြဲတမ်းတတိယနေမယ်လို့ထင်ပါတယ်။ Golden Mary က Story Fire အတွက်တမတော်စင်မဟုတ်ပါဘူး။ဖွဲ့ဝင်တစ်ယောက်တငယ်ချင်းတစ်ယောက်အဲဒါကြောင့် Golden Mary ကကျွန်တော်တို့အတွက်တော့ One Piece ထဲမှာ one up ဖို့အကောင်းဆုံးခွဲခွာမှုတစ်ခုဖြစ်အများကြီးရှိနေမှာပါ။